ချင်းမိုင်မြို့မှာအင်ရှာနေတဲ့လူကြီးမင်းတို့ British Design ဆောက်လုပ်ထားတဲ့အင်ယာ project ကချင်းမိုင်မြို့မှာရှိရဆိုတော့သိရှိပြီလားဗျဆိုလဲသူကဖူးဗီလာလို့ခေါ်တဲ့ private ရေကူးကန်လည်းပေါဝင်တော့တွေ့ရပါတယ်ဒီအင်ယာ project ကနေ Central ချင်းမိုင် shopping center ကို15မိနစ်ချင်းမိုင် OCD ကိုမိနစ်20အတွင်းသွားနိုင်မှာဖြစ်ပါတယ်ဒီအင်ယာ project မှာအတွင်းခန်းမှာသုံးထားတဲ့ material ပစ္စည်းတွေကတော့ high quality brand ကိုသုံးမိထားတဲ့အတွက်ကြောင့်မို့လူကြီးမင်းတို့ဝယ်ယူတာနဲ့ luxury bike ကိုအပြည့်အဝခံစားရှိမှာတော့ဖြစ်အမှန်ပါဗျဒီအင် project ကတော့လူကြီးမင်းတို့လာရောက်ကြည့်ရှုခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်တော့အောက်မှာပေးတဲ့ Viber နဲ့ phone number မှာဆက်သွယ်မြန်ဆောင်နိုင်ပါတယ်ချင်းမိုင်မြို့မှာရှားပါတဲ့ British Design အင်ယာ project ပဲဖြစ်ပါတယ်အဲ့တော့ချင်းမိုင်မျိုးရဲ့ British Design ဆောက်လုပ်ထားတဲ့အင်ယာ project ကိုစိတ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လာကြည့်ရှုနေဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ phone number မှာဆက်သွယ်မြန်ဆောင်နိုင်ပါတယ်ချင်းမိုင်မျိုးရဲ့ကွန်ဒိုနဲ့လုံးချင်းဝယ်ယူမယ်ဆိုတော့ GIG Town Space ကိုဆက်သွယ်မြန်ဆောင်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်